လူတယောက်ဟာသူတည်ရတော့မယ်ဆိုတာကိုကြိုးသိနေခဲ့ပါတယ်။ဒါကြောင့်သူတစ်သက်လုံးရှာဖွေစုဆောင်းထားတဲ့ငွေသားဘီလီယံ30တန်မိုးကိုနောက်ဘဝမှာပြန်သုံးနိုင်ဖို့အတွက်ကိုတော်တစ်ခုထဲမှာဝတ်ထားခဲ့ပါတယ်။တိတ်မကြခင်မှာပဲသူဟာအသက်ခံလိုက်ရပါတယ်။ဂျက်ပြန်နိုးလာတဲ့အချိန်မှာတော့သူဟာကလေးငယ်တဦးဖြစ်ပြန်လည်မွေးဖွားလာတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ဂျက်ဟာအတိုင်းထက်အလွန်ဒေါသထွက်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူပစ္စည်းတွေဝတ်ထားခဲ့တဲ့ကိုတော်ဟာပစ္စည်းတွေကို၄ရက်ပဲတူလောင်ခွင့်ပေးတာကြောင့်ပါ၄ရက်ပြည့်သွားရင်အထက်ကငွေတွေကိုသူများကတင်သွားတော့မှဖြစ်လို့ဒါကိုတွေးပြီးဂျက်တယောက်ကလေးဘဝနဲ့အားရပါရငိုချပစ်လိုက်ပါတယ်။နိုင်ဝက်လောက်ငိုပြီးတဲ့နောက်မှာသူ့အမေကတတိထားမိပြီးသူ့ကိုချီလိုက်ပါတယ်ပြီးတော့ဘေးကလူတွေကိုအားနာတယ်လို့တောင်းပန်ပြီးဂျက်ကိုကားပေါ်မှာထိုင်ကုန်ပတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်ကျမှဂျက်ဟာသူ့အမေရဲ့မျက်နှာကိုတိတိကျကျမြင်ဘူးသွားပါတယ်ဒါပေမဲ့ကားထဲရောက်တာနဲ့အမေဖြစ်သူဟာသူ့ကိုအော်ဟစ်ဆဲဆိုပါတော့တယ်ကြည့်ရတာဒီအမျိုးသမီးဟာကလေးပြုစုရတာနဲ့တင်ယူမတက်ဖြစ်နေပုံရပါတယ်အမေဖြစ်သူရဲ့ရုတ်တရက်အပြုတ်မှုကြောင့်ဂျက်ဟာကြောင်သွားပြီးငါဘာမှလည်းမလုပ်ပါလားဘာလို့ငါ့ကိုဒီလိုဆက်ဆံနေရတာလဲလို့စိတ်ထဲကရေရွတ်နေမိပါတယ်အိမ်ပြန်ရောက်တော့လဲအမေဖြစ်သူဟာဂျက်ကိုနှုတ်နေတဲ့ကလေးတယောက်ဆိုတာကိုဂယုမဆိုင်ဖဲဆိုဖာပေါ်ပြစ်တင်လိုက်ပါတယ်ပြီးတော့အဖေဖြစ်သူကိုကလေးနို့တိုက်ဖို့ခိုင်းပါတယ်အဖေဖြစ်သူရဲ့နူးညံ့တဲ့ပုံစံကိုမြင်တော့မှဂျက်တယောက်စိတ်အေးသွားရပါတယ်အ ਨੇ ဆုံးတော့ဒီအိမ်မှာငါ့အပေါ်ကျင်နာမဲ့သူတယောက်ရှိသေးတာပဲလို့သူတွေးနေမိတာပါသူကအဖေဖြစ်သူကိုအမေကယူနေတယ်လို့ပြောပြချင်ပေမဲ့ပါဇက်ဟလိုက်ရင်ဘာအတန်မှထွက်မလာပါဘူးတကယ်တော့ဒီမိသားစုဟာပုံမှန်မဟုတ်ပဲလင်မယားနှစ်ယောက်စလုံးပြဿနာရှိနေကြတာပါအဲ့ဒီအချိန်မှာပဲအိမ်ရှိကဘယ်တီးတန်ထွက်လာပါတယ်ရဲတွေရောက်လာတာပါလင်မယားနှစ်ယောက်ဟာအိမ်ထဲကအခြေအနေတွေကိုအမြန်ရှင်းလင်းပြီးတကားတော့ဖွင့်ပေးပါတယ်တကားဝကလူကသူ့ရဲ့ဝန်ထမ်းကတ်ကိုပြလိုက်ပါတယ်သူဟာကလေးတငယ်ဆောက်ရှောက်ရေးအဖွဲ့ကဝန်ထမ်းတဦးဖြစ်ပြီးဒီမိသားစုကိုစောင့်ကြည့်စစ်ဆေးဖို့ရောက်လာတာပါသူဟာအိမ်ထဲကနှွေးထွေးတဲ့မိသားစုတပုံတွေကိုကြည့်ပြီးဒီလင်မယားကသူတို့ကလေးကိုနှိပ်စက်လိုက်မယ်လို့မယုံနိုင်အောင်ဖြစ်နေပါတယ်ကလေးစီမှလည်းဘာတန်ရာမှမတွေ့တာကြောင့်အထင်လွဲသွားတာဖြစ်နိုင်ကြောင်းတောင်းပန်ပြီးပြန်ဖို့လုပ်ပါတယ်ဂျက်ကတော့အဲ့ဒီလူကိုမပြန်ဖို့စိတ်ထဲကနေအော်ဟစ်တားဆီးနေပါတယ်ဒီလူတွေကမိစ္ဆာတွေလို့သူအော်ချင်နေတာပါအခြေအနေတစ်ခုခုထူးခြားနေတာကိုအဲ့ဒီဝန်ထမ်းတတိထားမိအောင်ဂျက်ဟာရှိသမျှအားနဲ့အကျယ်ဆုံးအုံငိုပါတော့တယ်